မင်္ဂလာပါဗျကျွန်တော်ဒီနေ့မှာတော့3900 3600ဝန်းကျင်နဲ့ BCC ဓာတ်လေကလုံခြုံရေးအပြင်ကိုပိုင်အမိဘဝရရှိမဲ့အခန်းလေးတွေနဲ့ကျွန်တော်မိတ်ဆက်ပေးမှာဖြစ်ပါတယ်ဗျဒီခန်းလေးတွေကတော့အင်းစိန်ပေါက်တော့ကမုဒိတာအင်ယာနှစ်9လမြောက်မှာရှိတဲ့အခန်းလေးတစ်ခန်းနဲ့မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်ဗျဒီခန်းလေးတွေရဲ့ပေကျယ်ကတော့15ပေပေ40ဝန်းကျင်ရှိပါတယ်ဗျဒီခန်းလေးတွေမှာဆိုရင်ဧကန်တစ်ခန်းအိတ်ခန်းနှစ်ခန်းနဲ့မိဖို့ကန်တစ်ခန်းလည်းပါဝင်မှာဖြစ်ပါတယ်ဗျဒါကတော့ကျွန်တော်တို့ပထမဆုံးတွေ့ရမယ်အိတ်ခန်းလေးပဲဖြစ်ပါတယ်ဗျဒီအခန်းလေးဒီမှာဆိုရင်12ပေ10ပေဝန်းကျင်အခန်းလေးတွေခြေပါမယ်ဗျဒီနောက်ကိုဆက်လာမယ်ဆိုရင်တော့ဒါကတော့ master bedroom အခန်းပဲဖြစ်ပါတယ်ဗျ master bedroom ဖြစ်တဲ့အတွက်သူကရေချိုးခန်းအိမ်သာလည်းတစ်ခါတည်းပါရှိမှာဖြစ်ပါတယ်ကျွန်တော်ဒီနောက်ကိုဆက်သွားလိုက်မယ်ဆိုရင်တော့မိဖို့ခန်းလေးကိုတွေ့ရမှာဖြစ်ပါတယ်ဗျဒီခန်းလေးရဲ့အားသာချက်ကမြစ်ဖက်စုံညမ်းဘက်ဖြစ်တဲ့အတွက်သူကလေဝင်လေထွက်ကလည်းအရန်ကောင်းပါတယ်ဗျဒီမှာလှမ်းကြည့်မယ်ဆိုရင်အနောက်ဘက်မှာဆိုရင်တိုက်ွယ်မရှိတဲ့အတွက်သူကလေဝင်လေထွက်ကလည်းအရန်ကောင်းပါတယ်ဗျဒီခန်းလေးက9လမြောက်မှာဖြစ်ပြီးတော့ဈေးနှုန်းအဖြစ်တော့680နဲ့ရောင်းဖွင့်ထားပါတယ်ဗျဒီခန်းလေးကိုဆက်သွယ်စုံစမ်းမေးမြန်းလို့ပါကကျွန်တော်တို့ကြီးပွားအောင်ဖုန်းနံပါတ်ဖြစ်တဲ့399956 949339ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ